အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခုပေါ့နော်ဒါအိန္ဒိယအမှတ်တရလေးကိုကျွန်တော်ပြန်ပြီးတော့မှနော်ပရိသတ်တွေကိုဒါအမှတ်တရပြန်ပြီးတော့လုပ်ပြပေးမယ်ပေါ့နော်ဆိုပြေကိုအကိုမျက်မျက်နှုံနှုံနဲ့တံပိုးထားပြီးတော့လက်ထပ်ခွင့်ပြုပါအကိုဆိုပြီးအရင်ချစ်ပါတယ်အကိုနဲ့အတူတူတစ်သက်လုံးနေဖို့အတွက်